ယုံကြည်လို့အားပေးတာတို့ကိုယ့်ကိုချစ်လို့အားပေးတာတို့ပြောရမှန်းနေတွေ့လို့ရှိရင်လေပို့ပြီးတာဝန်ကြီးတယ်ဘာလို့လဲဆိုအကောင်းဆုံးမှလှုပ်ပေးချင်တာအဲ့လိုမျိုးတွေပို့ဖြစ်သွားတာပေါ့နော်ဒီညီမလေးဆိုလို့ရှိရင်ကိုတီရှင်နာရဲ့ကောက်ကျိုးမသိဘဲနဲ့သူအားပေးလိုက်တယ်ပေါ့နော်ပြီးတော့မှသူဘယ်လိုသုံးရလဲဆိုတော့မေးထားတာမှတွေ့တယ်အဲ့တော့အားတာနဲ့တမိကိုဖြေပေးရနော်ကိုတီရှင်နာရဲ့ကောက်ကျိုးမှပြပြမယ်ညီမလေးစပိတ်6တက်တဲ့ပါတယ်ဆိုတော့ညီမလေးတိတ်ကိုကောက်သွားပြီညီမလေးရွေးချက်ဘူးကအယမ်းမှန်ကန်သွားပြီလို့သာမှတ်လိုက်တော့နော်ဘဝတက်တာဒီလိုတောက်6တောင်နဲ့မရဘူးညီမလေးလက်နဲ့ကြိုထုတ်ရင်တော့အမတို့ဒီဈေးလုံးဝမရအမပစ္စည်းဒီထိုင်းမြန်မာနိုင်ငံလုံး FT ရရှိပြီးသားပစ္စည်းဒါကိုအရင်ပြောမယ်နော်ပြီးတော့ तू ကဘာအတွက်တော့ရလဲဆိုရင်အမတို့ဒီကစ်မှာ conditioner က logo လိုအပ်တယ်အစီနဲ့ပြန်ဖြည့်ပေးတဲ့သဘောအဖျားကွဲတာတွေ6တာတွေဖွာတာတွေအတွက်အရန်ကိုကောင်းတယ်ဒါပေမဲ့အမတို့ conditioner သုံးတဲ့အခါမှာအမြဲမှတ်ထားမယ်အဓိကအတီးအမတို့ဥယျာဉ်ပြောင်ပေးမကြည့်နဲ့ထိလို့ရှိရင်အမတို့ဒီဘဲ conditioner မစိုးအမတို့ဘောက်ထတတ်တယ်အဲ့ဒါကောင်းတဲ့မှတ်ထားနော်ညီမလေးအဲ့တော့အခုချိန်မှာ16000ဒီလို250 ml ကိုဒီတိုင်းဝယ်ရင်တော့မရတဲ့ဟာကိုအမက customer တွေချစ်တော်အပြင်ကျေးဇူးတုတ်ပြတဲ့နေတကယ်တော့အဲ့ဒါ Toki ဖုတ်တာမဟုတ်မှန်တော့သစ္စာအမတို့တဘူးဝယ်ရတယ်အမတို့တဘူးလက်ဆောင်ပေးထားတယ်နော်ညီမလေးတို့အမကိုတော့ပြတ်တဲ့အထိကိုဝုန်းနေကြတဲ့အတွက်ကြောင့်မလို့ညီမလေးရွေးချယ်မှုအရမ်းမှန်ကန်တယ်အဲ့တော့စပိန်နှစ်ခွတွေညှိတာတွေအဖျားကွဲတာတွေဒီဖြောက်ကောက်လုပ်တဲ့ဆေးဆိုးတူတဲ့အတွက်အရန်အဆင်ပြေပါတယ်နော်ကျေးဇူးပါ